ရှောင်းဝှေ့ငါမှားသွားပါတယ်တို့တွေပြန်ပေါင်းကြရအောင်နော်ကလေးအတွက်လုံခြုံပြည့်စုံတဲ့မိသားစုဘဝလေးပြန်ပေးရအောင်သူ့ရဲ့မျက်ရည်ခံကုန်ပြီးတရုတ်ဆောင်နေမှုကိုကြည့်ပြီးကျမဖြင့်အော်စကာဆုတောင်းပေးလိုက်ချင်တော့တယ်တကယ်လို့သူ့နောက်ွယ်ကရုပ်မာတဲ့အကြံစီတွေကိုသာကြိုမတိထားရင်ကျမဒီတခါလဲထပ်ပြီးအလှည့်စားခံရအောင်ပါပဲပြန်ပေါင်းမယ်ဟုတ်လားဒါဆိုနင့်ကလေးကိုလွယ်ထားရတဲ့ရှုချောင်းကိုဘယ်လိုလုပ်မလဲလို့ကျမကမေးလိုက်တော့လူမင်းကချက်ချင်းပဲသူ့ကိုဗိုက်ဖြတ်ခိုင်းလိုက်မယ်အခုချက်ချင်းအဝေးကိုနှင်ထုတ်လိုက်မယ်တဲ့နင်သာငါ့ကိုခွင့်လွှတ်မယ်ဆိုရင်ငါဘာမဆိုလုပ်ဖို့အဆင်သင့်ပဲလို့သူကအသေးအတန်ပြောလာတယ်ကျမနှုတ်ခမ်းထောင်းကနေလှောင်ပြုံးတစ်ခုပေါ်လာပြီးဖြည်းဖြည်းချင်းထိုင်ချကခြေထောက်ချိတ်လိုက်တယ်ကောင်းပြီလေပြန်ပေါင်းချင်တယ်ဆိုရင်တော့နင့်နာမည်နဲ့ရှိတဲ့ကုမ္ပဏီရဲ့ရှယ်ယာအားလုံးကိုငါနာမည်စီလွှဲပေးရမယ်ဒါဆိုရင်တော့ငါစဉ်းစားပေးမယ်လူမင်းတယောက်မျက်လုံးပြူးသားနဲ့စွန့်သွားတဲ့ကုမ္ပဏီရှယ်ယာတွေဟုတ်လားသူတွန့်ဆုတ်နေပြီးမျက်နှာမှာချွေးတွေဆိုလာတဲ့ရှောင်းဝှေ့ရဲ့အဲ့လောက်အထိလှုပ်ဖို့မလိုပါဘူးတို့တွေပြန်ပေါင်းပြီးရင်ငါပိုင်ဆိုင်မှုကမင်းပိုင်ဆိုင်မှုပဲဟာကိုနောက်ပြီးအခုကုမ္ပဏီကလက်ပတ်ရခက်ခဲနေတော့ရှယ်ယာတွေကတိတ်ပြီးတန်ဖိုးမရှိပါဘူးတန်ဖိုးမရှိဘူးဆိုရင်နင်ကဘာလို့ဒီလောက်တောင်ပြရာခတ်နေရတာလဲတန်ဖိုးမရှိရင်ငါသားလေးအတွက်ကစားစရာအဖြစ်ပေးလိုက်ပေါ့ဘာလဲမပေးရဘူးလားကမ်းဘူးရကြည့်ရတာနင်ကတကယ်စိတ်မပါပဲဟန်ဆောင်နေတာပဲငါနင့်ကိုမနှင်ထုတ်တော့ဘူးနော်လူတော့လူမင်းမျက်နှာအောက်ချမရတော့ပဲဒေါသတကြီးနဲ့လက်ညှိုးထိုးပြီးအော်တော့တယ်ကောင်းပြီလေလင်းရှောင်းဝှေ့နင်တော်တော်ရက်ဆက်တာပဲနင်စောင့်နေလိုက်အောင်အဲ့ဒီရွမ်80သူညမှာငါဝေစုလဲတဝက်ပါတယ်တို့တွေကွာရှင်းပြီးတာနဲ့ရက်ပိုင်းတွင်းမှာတင်နင်ထီပေါက်တာဆိုတော့ဒီထီလက်မှတ်ကတေချာပေါက်အိမ်အောင်တက်တန်းအတွင်းမှာဝယ်ထားတာဖြစ်ရမယ်အဲ့ဒါလင်မယားပူးတွဲပိုင်ပစ္စည်းပဲကျမကအေးဆက်ဆက်လှောင်ပြုံးလိုက်ပြီးတန်း80ကိုခွဲကျင်နေဟုတ်လားနောက်ဘဝမှာပဲမျောလင့်လိုက်လူမင်းဒေါသထွက်လွန်းလို့အသားတွေပါတုံလာပြီးကျမစီစတိုးလာကပခုံးကိုလာဆွဲတယ်ငါ့ကိုပတ်စံပေးအဲ့ဒါငါပတ်စံနေငါရဲ့ရွှေတုံးတွေကိုခိုးပြီးသွားဝယ်ထားတဲ့ထီလက်မှတ်မဟုတ်လားကျမကကြိုတင်ပြင်ဆင်ထားတဲ့အတွက်ကိုချက်ချင်းရှောင်လိုက်ပြီးစပွဲပေါ်ကဖန်ပြာကွက်ကိုလှမ်းကင်လိုက်တယ်နေငါကိုထိရဲထိကြည့်စမ်းဒီဟိုတယ်တစ်ခုလုံးမှာစောင့်ကြည့်ကင်မရာတွေအပြည့်ရှိတယ်နေမနှက်ဖြန်သတင်းကောင်းကြီးပိုင်းမှာပါချင်လို့လားလူမင်းချက်ချင်းပဲအချိန်တက်လိုက်ရတယ်သူအခုချိန်မှာအကြောက်ဆုံးကလူသိရှင်ကြားဖြစ်သွားမှာပဲကုမ္ပဏီကအကျွေးရှင်တွေကသူ့ကိုလိုက်ရှာနေကြတာတကယ်လို့သူဒီမှာလာပြီးပြဿနာရှာနေတာကိုသိသွားရင်အကုန်လုံးဝိုင်းအောင်လာကြလိမ့်မယ်သူအန်ကျိတ်ပြီးလက်ညှိုးထိုးကကောင်းပြီးလင်းဆောင်ဝှေ့နေတော်တော်ရက်ဆက်တာပဲနေငါ့ကိုစောင့်နေလိုက်ကြလို့ကျုံသွားပြီးအပြင်ကိုဝုန်းတိုင်းကျဲကထွက်ပြေးသွားတော့တယ်ကျမဆိုဖာပေါ်မှာပြန်ထိုင်လိုက်တယ်ဘိုက်ထဲကကလေးလေးကမေမကြောက်နဲ့သူကဘာမှမတတ်နိုင်လို့အလကားဒေါသထွက်နေတာဒါပေမဲ့သားတို့နေရာပြောင်းမှရမယ်သူမျက်နှာဖုံးကွာသွားပြီဆိုတော့နီးလန်းရုပ်တွေတုံးလာတော့မှပြီးတော့အဲ့ဒီရှုချောင်းကလည်းလွယ်လွယ်နဲ့အလျှော့ပေးမဲ့မိမမဟုတ်ဘူးကျမလည်းသဘောတူတယ်လူမင်းကပတ်စံအတွက်ဆိုဘာမဆိုလုပ်ရဲတဲ့သူဒါကြောင့်ကျမချက်ချင်းပဲဟိုတယ်ကနေထွက်ပြီးလုံခြုံရေးအလွန်တင်းကျပ်တဲ့အစိမ့်မြင့်အိမ်ယာဝင်းထဲမှာအိမ်တစ်လုံးသွားငှားလိုက်တယ်ပြီးတော့တမထွားချိုင်းနဲ့ကိုရန်တော်လုံခြုံရေး2ယောက်ကို24နာရီပတ်လုံးအလှည့်ကျစောင့်ရှောက်ဖို့ငှားရမ်းလိုက်တယ်ထင်တဲ့အတိုင်းပဲနောက်ရက်တွေမှာလူမင်းကကျမကိုဒုက္ခပေးဖို့အွန်လိုင်းကနေသတင်းမှားတွေစပြီးဖြန့်တော့တာပဲသူကအင်တာနက်လူမိုက်တွေကိုပတ်စံပေးပြီးကျမကဖောက်ပြန်တဲ့မိမဘိုက်ထဲကကလေးကလည်းသူ့ကလေးမဟုတ်ဘူးကျမကသူ့ရဲ့အသက်ကယ်ပတ်စံတွေကိုခိုးပြေးလို့ကုမ္ပဏီဒေဝါလီခံရတာပါဆိုပြီးသတင်းမှားတွေလုပ်ကြံပြီးတိုက်ခိုက်လာတယ်အမှန်တရားကိုမသိတဲ့အင်တာနက်အသုံးပြုသူတွေကကျမကိုကဘာပေါ်မှာအစိတ်ပြင်းဆုံးမိမရုပ်လို့ဝိုင်းပြီးဆဲဆိုကြတယ်ကျမအဲ့ဒီကွန်မန့်ဆိုးတွေကိုဖတ်ရင်းဒေါသထွက်လွန်းလို့လက်တွေပါတုံလာတယ်ဘိုက်ထဲကသားလေးကကျမကိုပြန်ပြီးနှစ်သိမ့်ပေးတယ်မေစိတ်မပူနဲ့သူတို့ကိုခဏလောက်ကခုံခွင့်ပေးထားလိုက်ဦးသူအမြင့်ဆုံးထိတက်လေပြုတ်ကြရင်ပိုပြီးအထိနာလေးပဲမေလူငါပြီးသူ့ရဲ့ပြည်ပဗန်အကောင့်ကငွေခွာချမှုတက်တွေတွေကိုစုံစမ်းပြီးရဲစခန်းကိုပို့လိုက်ပါပြီးတော့ရှုချောင်းနဲ့အားကစားနည်းပြတို့ခိုးစားနေတဲ့ဗီဒီယိုမှတ်တမ်းကိုလူမင်းစီလှုပ်ဝက်ပို့ပေးလိုက်သူတို့အချင်းချင်းပြန်ကြိုက်ကြတာကိုသားတို့ထိုင်ကြည့်ုံပဲကျမပြုံးလိုက်မိတယ်သားလေးရဲ့ဓာမထုတ်ပဲလူတက်တဲ့အကွက်ကတကယ်ပဲအထာကျလွန်းလာပါတယ်